လူများကြမှာကိုယ်အနေထားကအရေးမပါအရာမရောက်တလို့ဖြစ်နေခဲ့ရင်ခံစားရအလွန်ခက်ပါတယ်စိတ်ထဲလည်းမကြည်လည်နိုင်ပါဘူးအပေခံစိတ်ကြောင့်သင်္ကန်းနေရတတ်တယ်အတုံးမကြတဲ့သူလို့ခံစားသွားရတယ်ဘယ်သူမှအဲ့ဒီလိုမျိုးဖြစ်ရှင်ကြမှာမဟုတ်ပါဘူးလူမှန်ရင်အခွင့်အာဏာရှိချင်ကြပါတယ်ဘယ်လိုအလုပ်ပဲဖြစ်ဖြစ်ကြီးသည်ဖြစ်စေသေးသည်ဖြစ်စေကိုယ်ပယောဂနဲ့ကိုယ်စိတ်ကြောင့်အရှိခံပတ်သက်ဆွနေမှုဆက်ဆက်မှုလေးတွေရှိချင်ကြပါတယ်ငါပြောလိုက်လို့ငါကြောင့်မလို့ငါခိုင်းလိုက်လို့စသဖြင့်အဖြစ်အပျက်တစ်စုံတရာပြောင်းလဲတိုးတက်စေနိုင်ခဲ့ရင်ကိုအရေးပါသူအဖြစ်ခံစားကြရပြီးအဲ့ဒီတရားစိမ့်နဲ့ဂုံးဆလိုကြပါတယ်ဒီခေတ်ကြီးမှာအာဏာပြတာတွေဩဇာသီးတွေကိုအမြင်ကကြရဲဆိုပေမဲ့အာဏာမပြဩဇာမညောင်းပြန်ရင်အတုံးမကြတဲ့သူအဖြစ်အထင်ခံရတတ်ပါတယ်ဩဇာထုတ်အာဏာပြတော့လေအခွင့်ကောင်းယူသူခေါင်းပုံဖြတ်သူအမျက်ကြီးစားသူမတရားသူဗက်လိုက်သူစသဖြင့်နာမည်ပေးသမုတ်ခံရပြန်ပါတယ်ခွားတော်ကြတဲ့ဒီခေတ်မှာလူလှုပ်တတ်ဖို့လုံးဝမလွယ်တော့ပါဘူးတရားသူကြီးတလဲအာဏာရှင်တလဲတရုတ်ဆောင်ကောင်းကောင်းနဲ့မာယာတွေပြစ်ကျွေးတတ်မှလူကောင်းအဖြစ်လူရသွန်းတတ်မှတ်ခံရတာပါဩဇာအာဏာအရှိန်အဝါဆိုတာဟိုးရှိကလေးကရှိခဲ့တဲ့အရာပါဘယင်းတွေဧကရစ်တွေမှာပဲရှိတဲ့လုံးပိုင်ခွင့်မဟုတ်ပါဘူးအာဏာဆိုတာကလူသားတိုင်းအတွက်လက်ကင်တော့ဒါမှမဟုတ်လက်နက်လိုမျိုးမရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်အခွင့်အာဏာလိုက်တန်းနိုင်စွာရှိတဲ့အလျောက်လွှမ်းမိုးရှယ်လဲခွင့်ရကြပါတယ်လက်ဝဲရရှိထားတဲ့အခွင့်အာဏာအရှိန်အဝါတွေကိုပါတဲ့သူတွေသာအကောင်းဆုံးသုံးချတတ်ပြီးလှည့်ခွက်ရွှေ့ခွက်အမျိုးမျိုးနဲ့သူထက်သာအောင်စွမ်းဆောင်လေးရှိကြပါတယ်ဩဇာအာဏာအရှိန်အဝါတွေကြောင့်တမိုင်းဆက် KSS နယ်ပယ်ဝန်းကျင်အမျိုးမျိုးမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေမနှဲလာပါဘူးကောင်းတာတွေလည်းဖြစ်ခဲ့သလိုဆိုးတာတွေလည်းဖြစ်ခဲ့ပါတယ်မြင့်မြတ်တဲ့ဖြစ်စဉ်တွေနဲ့အတူရုံညံ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့မှုပါတယ်လုံးပိုင်ခွင့်အာဏာကိုအရှိခံပြီးဤမျိုးစုံဗတ်မျိုးစုံနဲ့အကြောင်းပြရှယ်လေရှုပ်ကိုင်ပုံသွင်းပုံဖော်ခဲ့တဲ့တမိုင်းဥပမာဖြစ်ရမှန်တာရကတွေအများကြီးရှိပါတယ်ဘယ်သူမှအကြောမခံကျင်ပါဘူးအဲ့ဒီလိုပဲဂုံစာပြနေသလိုလည်းမဖြစ်ကျင်ကြပါဘူးပါကြီးလို့နေရတဲ့ကလုံးပိုင်ခွင့်ရှိနေတာမျိုးလဲလူသိထင်ကြမဖြစ်စေချင်ကြပါဘူးလူပုံလဲမှာလူယိုကြီးကြိုက်ဖမ်းနေပေမဲ့ကိုယ်ရမှာတော့လှုပ်ရှင်တာလှုပ်နေမှာပါဘလူးဆိုပေမဲ့မျက်နှာဖုံးနဲ့အပြုံးနဲ့ဆိုသလိုမျိုးဟဲ့ရန်ရှိရင်ရှိသလောက်မိဖက်ပေါ်တာမျိုးဖြစ်ရှင်ကြပါတယ်ကောက်ချစ်စင်းလဲပေမဲ့ဖြောင်းမဲ့တီကြီးသလိုတရားမျှတမှုကိုတဖွာဖွာပြောပေမဲ့ကိုယ်ရမှာခေါင်းပုံဖြတ်စိုးမိုးကျင်ကြပါသေးတယ်ဒါကိုဩဇာအာဏာအရှိန်အဝါဆိုင်ရာရှေခံသဘောတရားတွေအရာအတော်မတတ်နိုင်တဲ့လှည့်စားမှုကွန်းဆက်လို့ခေါ်ပါတယ်ရှေးခေတ်ဟောင်းဘီရင်မြင့်မြတ်တို့ရှိတော်ရင်းမှာခစားကြတဲ့မူကြီးမဲရတွေနဲ့လွတ်ယုံဆိုင်ရာနိုင်ငံရေးကစားကွက်တွေလိုပါပဲအရှိန်အဝါအရာသားကိုမြည်ဆန်းပူးသူတိုင်းအာနာစိတ်မိသွားကြတာကြောင့်လုံးပိုင်ခွင့်တွေအပေါ်ရင်မှုစွာဖြင့်လိုချင်မှတ်မောတွေ့တာသွားလေးရှိပါတယ်ဘယင်မဧကရေတမရအစရှိသဖြင့်အခွင့်အာဏာကိုအကျိုးမဲ့စောက်ခိုင်းထားကြတဲ့ပုဂ္ဂိုလ်တွေအနားမှာခါရယူကြိုတခင်အရေးဝန်ဆောင်ပေးဖို့မရှက်မကြောက်ဖားရတတ်တဲ့အာဏာဖုတ်ကောင်တွေလည်းတမိုင်းမှာတာရကအစုံဇက်အစုံပတ်အစုံမြင်သိနိုင်ပါတယ်တမိုင်းမှာတခင်အားရကျွံပါဝါတတ်တဲ့အလေးထားတွေအများကြီးရှိခဲ့ပါတယ်တခင်အကြိုက်ဆောင်ကိုကျိုးအောင်မဖြစ်တဲ့နည်းနဲ့အာထုတ်ဖော်ဆောင်တတ်တဲ့ငတိမိုင်ပြီးရောလူတွေလည်းအများကြီးရှိခဲ့ပါတယ်ကိုကျိုးအတွက်ဆိုရင်အရေးပါသူတွေမှအပကျန်တဲ့သူတွေကိုရှာနေပြီးအထက်ကိုတက်ရှင်တဲ့သူတွေအများကြီးရှိပါတယ်ရှိလဲရှိနေသေးပါပဲရှိလဲရှိသွားအောင်ပါပဲဒါဟာလူတဘာဝပဲဖြစ်ပါတယ်လွတ်တော်ရုံးတော်ဆိုတာကကိုစားပြုလူနေမှုအတိုင်းဝင်ဒါမှမဟုတ်လူမှုဖွဲ့စည်းရဲ့ကောင်းကျိုးကိုရှေ့ရှုပြီးဖြည့်ဆည်းဖော်ဆောင်ပေးရမယ်လူမှုရန်တရားတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမဲ့အာဏာရဲ့အစိတ်ကြောင့်အရှိန်အဝါခံစား권ရှိကြဖို့အလိုက်အာဏာရင်မှုသွားတဲ့အခါမှာတမတူရင်ဖက်မဆဲစိတ်ကြီးဝင်သွားကြပြီးအာဏာကိုခုတုံးလို့အကြမ်းဖက်ရက်စက်တတ်ကြပါတယ်အထက်ပါအောက်ဘိစိတ်ဓာတ်တွေကြောင့်လူပိုင်ခွင့်တဘာဝတွေကရင်ချင်းမှုတရက်အသွင်ပြောင်းလာတဲ့အခါမှာဒန်းတို့ရှင်ချင်းတောင်သူ့ကြောကိုကြောဓာထိုးဖို့
ကြောင်ချောင်းတလို့အခွင့်ကောင်းမျှော်စိမ့်နဲ့အချင်းပြက်ပြာညှဉ်းညူသွားကြပါတယ်တရုတ်ဆောင်ကောင်းဟန်ဆောင်ကောင်းကြပါတယ်ပုံမှန်အရာအမြင်မှာတော့သူတော်ကောင်းရုံးနေဆိုပေမဲ့နောက်ွယ်မှာဓမြောင်ကိုခါထိုးထားတတ်ကြပါတယ်အာနာဘာဝသွားပြီးအခွင့်ကောင်းယူတတ်သူတွေကြားပြန်တော့အာနာယူတွေနဲ့မတူတော့ပဲကိုရီကိုသွေးအလိုက်လူနေမှုတဘာဝကအစားအားလုံးအဆင့်မြင့်သွားပါတယ်ဘာပဲလုပ်လို့တိုက်ရိုက်မလုပ်တော့ပါဘူးကြိုင်ဘက်ဒါမှမဟုတ်ရံဘက်အပေါ်တဲဝိုက်သောနည်းနဲ့လွှမ်းမိုးရှုပ်ကိုက်နိုင်အောင်ကြိုးစားကြပါတယ်သူထက်တာစိတ်သူထက်လင်စိတ်သူထက်မှစိတ်တွေကိုအရှိခံပြီးရွှေကပ်လှဲ့ကွက်စုပ်ကွက်တိုးကွက်စသဖြင့်မာယာဆုံးပရိယတ်ဆုံးခက်ကြွကြွသုံးတတ်ကြပါတယ်မျက်နှာကအပြုံးမပြတ်ပေမဲ့လက်ကတော့နောက်ကျောကိုဓာထိုးပြီးသွားပါပြီမျက်နှာပြောင်တိုင်းဒေရိုကြီးမလုပ်ပေမဲ့လှဲ့ကွက်မြားကွက်ဆွဲကွက်စသဖြင့်နီးစုံလန်းစုံနဲ့သူများထက်တပန်းတော့အောင်ဂွန်စင်ချမ်ပန်တက်ကြပါတယ်အတော်မတတ်နိုင်တဲ့လှည့်စားမှုကွန်းစံလောကကြီးမှာသူတလက်ငါတခါနီးစုံသုံးပြီးစစ်ခင်းနေတက်ကြရတာပါအခုချိန်ထိအက်စစ်ကြီးကမပြီးဆုံးသေးပါဘူးအပေါ်ရန်ကြီးလိုက်ရင်တော့ရင်ကျေးသိမ့်ဝေတဲ့အသွင်ရှိကြပါလိမ့်မယ်ရိုးသားစူးစားတဲ့အသွင်ပေါက်နေကြပါလိမ့်မယ်တရားမျှတပြီးစီချက်ပြတ်ဝတ်တယ်လို့ထင်ရပေမဲ့အတော်မတတ်နိုင်တဲ့လှည့်စားမှုကွန်းဆက်တွေတဲကသူစားငါစားလူတွေပဲမို့သူတလဲငါတခါဥတုနိုင်စနစ်နဲ့သူတက်ငါအလျင်မသားသားအောင်လုံးကျနေကြတော့မှပဲနေထအာယုံတွေနဲ့ပုံပြက်ပန်းပြက်ခွေချဖန်ကြတဲ့ခင်မဟုတ်တော့ပေမဲ့ယူချင်းအောင်ဆောင်နေကြပြီးလောဘစိတ်မလိုစိတ်ရာဂစိတ်မုံစိတ်တွေအားလုံးကိုအစုံတုပ်ထားတဲ့ပကံလုံးကြီးထဲမှာနှမ်းဖြူရွက်အောင်စီစံညွန့်တန်းထားတဲ့အခုလိုခေတ်ကြီးမှာလူတွေကလူဖြစ်နိုင်ဖို့လူမှုရေးဆိုင်ရာလှည့်ကွက်တွေကိုအရေးမြင့်ယုံနဲ့အကောင်မှန်းသိအောင်အစုံတော့အထားနားလည်ထားဖို့မဖြစ်မနေလိုအပ်ပါတယ်အာနာဇက်နီဥပဒေသား48ရက်ကိုအစုံတော့လမ်းညွှန်လို့မှတ်လိုက်ပါဒီလက်ဆွဲလမ်းညွှန်စာအုပ်ကိုလေးလာထားမယ်ဆိုရင်ဩဇာအာဏာအရှိန်ဝါရဲ့အလုံးလုံးပုံလူအထာသဘောတဘာဝတွေကိုအရှိခံကြကြနားလည်သွားနိုင်မှာပဲဖြစ်ပြီးလက်တွေ့ဘဝမှာအသုံးချလို့ရနိုင်တယ်လို့ကိုယ့်အပေါ်မတမစိတ်နဲ့ထိုးနှက်လာကြရင်သူ့ထက်ကအလျင်မြင်နိုင်သိနိုင်မှာဖြစ်တဲ့အတွက်အန္တရာယ်မျိုးမျိုးကိုကြိုတင်ကာကွယ်နိုင်မဲ့အကျိုးကျေးဇူးကိုမုံချခံစားရပါလိမ့်မယ်။ဥတုနိုင်လောကမှာနိုင်သူထက်တာသူဖြစ်အောင်ဒီစာအုပ်နဲ့ဘဝဖြတ်လမ်းကိုရှေ့တွင်တိုးမြင့်လိုက်ပါ။